okay ငါတို့ဒီခါဘာလုပ်မလဲဆိုတော့ငါတို့ရဲ့ဒီ response ကိုပေါ့နော် user localhost 3000လို့ရေးလို့ရှင်ငါတို့က HTML page ကြာခိုင်းစေရှင်ဒီငါတို့ hello ပေါ့နော်ဒီh1 tag နဲ့ဒီလိုမျိုးpage ကိုငါတို့သူ့ response ပြန်ပေးမယ်ဆိုငါတို့ HTML page ကြီးလို့ရမှာနော် HTML page ကိုလုပ်ပြီးတော့ငါတို့ response ပြန်ရတာပေါ့နော် okay HTML page ကိုနော်ဒီမှာnew create ပြီးတော့ index.html လို့ရအောင် index.html ပြီးမယ်ပြီးလို့ရှင်ဒီနားမှာငါတို့ဘာလုပ်မလဲဆိုတော့ page ကိုခေါ်လိုက်မယ်နော် boilerplate ပေါ့လို့ရှိရင်အောက်မှာ file ဆိုရှိရ okay အဲ့ဒါယူလိုက်မယ်ပြီးလို့ဒီနားမှာ body tag မှာတော့ h1 မှာနော် CLATO calculator လို့ရေးလိုက်မယ်ပြီးလို့ရှိရင်အောက်မှာတို့ဘာလုပ်မလဲဆိုတော့ form တည်ဆောက်မှာနော်ငါတို့ပေါင်းလို့မြောက်စားလေးလုပ်ရတာပေါ့ form မှာဘာရှိလဲဆိုတော့ငါတို့ရဲ့method တွေရှိရပါတော့ method ကဘာ method သုံးမယ်ဆိုတော့ post method သုံးမယ်နော်ပြီးလို့ရှိရင် action ကငါတို့ submit လုပ်လိုက်ချိန်မှာဘေးကိုသွားမလဲဆိုတော့နော် index.html လို့ပဲလုပ်လိုက်ကြအောင် okay ပြီးလို့ရှိရင်ငါတို့ဒီနားမှာ input type text ပေါ့နော်ပြီးလို့ရှိရင် name ကိုကြတော့ num1 ပြီးလို့ရှိရင် playhost ဆိုတော့ enter number လို့ရေးလိုက်မယ် PR ပေါ့နော် input type num2 ပြီးလို့ရှိရင် placeholder enter number okay ပြီးလို့ရှိရင် bottom ပေါ့ submit လုပ်မယ် bottom ပေါ့ type က submit လုပ်ပေးမယ်ပြီးလို့ရှိရင် name က calculate ပေါ့ကြိုက်တာထားပေါ့ပြီးလို့ရှိရင် calculate ပေါ့ okay ဒါငါတို့ HTML page ဖြစ်သွားပြီ okay ဆိုတော့ဒါငါတို့ save ထားမယ်နော် save ထားပြီးလို့ရှိရင်ငါတို့ app.js ကိုတွားမယ်ပြီးလို့ရှိရင်ငါတို့ဘာလုပ်မလဲဆိုတော့ငါတို့လိုချင်တာ user localhost.html ဒီ3000ရိုက်ထည့်နေလို့ရှိရင်ငါတို့ HTML ခါတော့ငါတို့လုပ်ထား HTML page ကြီးပြခိုင်းစီနေတာ okay ဆိုဒီနာမှာငါတို့ဘာလုပ်လို့ရလဲဆိုတော့ဒီမှာငါတို့ send လို့ပြောတော့ငါတို့ဒါမလုပ်ဘူး send file ဆိုတာတော့လိမ့်မယ် respond.send file ဆိုတာတော့မယ် method ကိုပေါ့နော် send file method က file send တာပေါ့ဒီနာမှာငါတို့ဒီနောက်တစ်ခုရှိတာဒီတိုင်းပဲငါတို့ဒီတိုင်းလေးရေးလို့ရရနော်ဒီရှင် index.html ဒါပေမဲ့ငါတို့ဒီလိုမရေးဘူးငါတို့ရဲ့ပြောချင်တာအခုကပုံမှန်ဒီ file ထဲမှာရှိနေတယ်เนาะဒီ index.html ငါတို့ project တစ်ခုမှာတကယ်လို့ website တကယ်လို့တဲ့အချိန်မှာဒီလိုမရေးဘူးပြောမယ်ဆိုငါတို့ဒါလေးအရင်ရေးဖို့လို့ဒီ ir name ပြီးလို့ရှိရင် plus okay ပြီးလို့ရှိရင်ငါတို့ရဲ့ file name ပေါ့ index.html ထားမယ်เนาะ okay ဆိုပြီးလို့ရှိရင်ငါတို့ချက်လောက်တော့ကြည့်ရပါเนาะ server ကို start လုပ်လိုက်မယ် npm start okay စတင်နေချက်တော့ကြည့်အောင်နော် localhost 3000ရေးနေမှာမကြည့်ငါတို့ဒါလေး response ပြန်ပေးတွေ့ရင်နော်ဒါငါတို့ response ပြန်တယ် okay so မကြည့် user တွေ calculate လုပ်မှာ calculate ချိန်မှာမကြည့်ဘာမှမပေါ်ပေးဘူးနော်ငါတို့လိုချင်တာ calculate လုပ်တဲ့ချိန်မှာဒီနားမှာအဖြေလေးပေါ်ချင်တာငါတို့ဘယ်လိုတွက်တယ်လဲဆိုတော့ okay so ဒါကိုချက်တော့ပြန်လုပ်ကြည့်အောင်post အဲ့ဒါ post request လို့ခေါ်ပါနော် post request ဒီမှာငါတို့ HTML ဘာလို့ထားလဲဆိုတော့ post meta user ဒီ calculate ကိုနှိမ့်လိုက်ချိန်မှာသူက action.index.html ဒီ page ကိုပဲတွားမှာเนาะဒါပေမဲ့ငါတို့ဘာမှ response မပြန်လို့ဘာမှမတွား okay ဆိုငါတို့ဘာလို့မလဲဆို response ပြန်ဖို့အတွက်ကိုဒီနားမှာ post request ကို response ပြန်မယ်ဆိုငါတို့ app.post ဆိုတာရှိရ okay ပြီးတဲ့အဲ့ထဲမှာပါရှိမလဲroot folder ပေါ့ဘယ် response ပြန်မလဲဆိုတာပေါ့နော် post request ငါတို့ root folder ပေါ့နော်ဒီ home page ကိုပဲ response ပြန်မယ်ပြီးလို့ရှိရင် function ရှိမယ်နော် function မှာ request နဲ့ response ဆိုတာရှိမယ်အဲ့ request နဲ့ response မှာ response လုပ်မယ်နော်အဲ့ဆိုရင် response.send ပဲလုပ်မယ်နော်ဒီမှာဘာမှ HTML file နဲ့မ send ဘူးဆိုတော့ကဘာလုပ်မလဲဆိုတော့ thank you for posting ဆိုပြီးရေးလိုက်မယ်နော် okay ပြီးလို့ရှိရင်ငါတို့ပြန်ပြီးတစ်ချက်လောက်တွားလုပ်ကြည့်အောင်နော်ဘာဖြစ်လာမလဲဆိုတော့ okay ဒါတော့ပြီးလို့ရှိရင်ငါတို့ဒီမှာကြိုက်တဲ့နာမည်ရေးပေါ့ okay ဒီမှာဘာလို့ငါတို့ဒီလိုဖြစ်နေလဲဆိုငါတို့ကလမ်းကြောင်းလေးပေးခဲ့ရမားနေရောအဲ့ဘယ်လိုပြောမလဲဒီ HTML page ထဲမှာဒီ HTML မှာသူက
ဒါ calculate ရိုက်ထည့်လိုက်တဲ့အချိန်နေလိုက်တဲ့အချိန်မှာသူကဒီ page ကိုပဲတော့ငါတို့လိုချင်တာအဲ့ဒီ page ကိုမဟုတ်ဘူး home page ကိုလိုချင်တာနော် user ရဲ့ဒါလေးပေါ့ဒါလေးဒီမှာထားပေးခဲ့လို့ရှင်ဒါနဲ့တူရအောင်ပေါ့နော်ဒီ post နဲ့ okay ဆိုငါတို့ဒီတရားကိုသူက run ပေးတာပေါ့ okay ဒါကိုတွားပြီးတော့ဖြတ်မယ်ပြီးလို့ရှင်ခုရေးမယ်ပေါ့ဒီမှာကြည့် thank you for posting ဆိုရင်ငါတို့ response ပြပေးရပေါ့နော် okay ငါတို့လိုချင်တာဒီ thank you for posting ဆို response မဟုတ်ငါတို့ရိုက်ခဲ့တန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစီချင်တာပေါ့ပေါင်းလို့မရဆိုကြက်တယ်ရေးလို့ရတာပေါ့ဒီနေရာမှာပေါင်းခိုင်းစီချင်ပေါင်းပြီးတော့အဖြေကိုထုတ်ခိုင်းစီချင်တယ် okay ဒါပေမဲ့သူက thank you for posting ပဲလားနော်ဒါဆိုတစ်ချက်တော့ဒါလေးတစ်ချက်တော့တွားကြည့်အောင်နားရအောင်လို့ဒီမှာကြည့်နော်inspect မှာတွားမယ်နော် inspect မှာတော့ network မှာတွားပြီးတော့ဒီမှာ all ကိုဒီနှိပ်ထားပြီနော်အဲဆိုတော့ဒီမှာဘာလို့မလဲဆိုတော့ကဏ္ဍတစ်ခုခုပြန်ရေးမယ်ဒီမှာကြည့်သူကဒီ static က2000ဆိုတာ okay ပေါ့နော် successful ဖြစ်တယ်ပေါ့ငါတို့ရဲ့ဒီ request တွေပါညာအကုန်အဆင်ပြေပြောချင် network ကဒီမြန်မာဒီ local host မှာကြည့်လိုက်အောက်မှာကြည့်လိုက်နော်အောက်ကိုတွားမယ်ဒီ form data ဆိုတာတွားမှာဒီမှာဒီ form data ထဲမှာငါတို့ရဲ့ number ရှိနေတယ်12နဲ့45ရှိရဒီငါတို့ဒီ number ရိုက်ထည့်တာ form data တွေရောက်တော့ပြောမယ်ဆိုဒီ number တွေငါတို့backend ကိုနော်ပြောမယ်ဆိုငါတို့ရဲ့ဒီ Java app ထဲမှာရောက် JavaScript မှာငါတို့ဒီ data ကိုယူနိုင်လို့ရှိရင်ငါတို့ဒီနှစ်ခုကိုပေါင်းပြီးတော့ဒီထဲမှာငါတို့အဖြေကိုပြလို့ရတယ် okay so ဒီ data ကိုယူမယ်ဆိုငါတို့ဒီတိုင်းယူလို့မရဘာ module တစ်ခုပြန်သွင်းရတယ်ဟော npm ရဲ့ external module ဆိုရဲ body parser ဆိုရဲဒီ module ကိုထပ်ပြီးသွင်းရတယ် okay အဲ့ဒါလေးကိုထပ်ပြီး install လုပ်ကြတာပေါ့ဒါကိုတို့စီနဲ့ပြီးလို့ရှိရင် clear လုပ်လိုက်မယ်ပြီးလို့ရှိရင်ငါတို့ဘာလုပ်မလဲဆိုတော့ဒါကို npm install body body parser ဆိုရဲ body parser နေလိုက်မယ်ဒါကိုရှာချင်နေဆိုအဲ့ဒီ npm package ဆိုရဲဒီ official website ထဲမှာတွားပြီးကြည့်လို့ရတယ်เนาะဒီ package ကိုဒါတော့သူရဲ့ install လုပ်နေပါเนาะဒါလေးရေးပြီးပြီးဆိုငါတို့ external module ကိုထည့်ပြီးသွားပြီးဆိုငါတို့ရဲ့ဒီ package json ထဲမှာတွားကြည့်အောင်ဒီမှာကြည့်ငါတို့တစ်ခုတွင်းလိုက်တိုင်းဒီမှာကြည့် body parser ဆိုတော့တွားပေါ်တွေ့เนาะဒီနာမှာငါတို့ထည့်ရမြဟာဒီ package json ထဲမှာသူကမှတ်တမ်းတင်ပေးပါတယ်ထည့်ရဲဆိုတော့ဒီ dependency ဆိုရဲအောက်မှာ okay ဒီ app.js ကိုတွားပြီးတော့ငါတို့က dependency ပေါ့เนาะပြောမယ်ဆိုရင်module ကိုအပြင်က module ယူမယ်ဆိုရင်ငါတို့ပြန်လို့ရလဲဆိုတော့ဒီမှာ body parser ပြီး variable ပေးမယ်ပုံမှန်ပဲเนาะ require ပြန်လို့ရအောင်ပေါ့ require လုပ်ပြီးတော့ body parser ဆိုယူပေးအောင်ပေါ့ပြီးလို့ရှိရင်ငါတို့က body parser ယူလို့ရပြီဆိုရင်ငါတို့သုံးလို့ရပြီတခုရှိတယ် body parser ဆိုတော့ expand တခါလေးတွေ့သုံးလို့ရတယ် app.use ဆိုတာရှိတယ် use เนาะဒါ body parser ရဲ့သူရဲ့သုံးတာပေါ့body parser ပြီးလို့ရှိရင်ဘာလို့ရရမလဲဆိုတော့ dot เนาะဒါသူ့ရဲ့ဒီလိုမျိုးပုံစံသူ့ရဲ့ဟာအမြဲလုံနေရအောင်ပဲ url encoded encoded ဆိုတာလေးရေးပေးရမယ်ပြီးလို့ရှိရင်ဒီမှာ windsor green page နဲ့ငါတို့နောက်တစ်ခု curly bracket ပြန်ထားမယ်ပြီးလို့ရှိရင်ဘာရေးရမလဲဆိုတော့ h star နေပြီးလို့ရှိရင်နားမှာ true ဆိုတာလေးရေးလို့ရေးပေးရဒါသူ့ရဲ့ပုံတင်နည်းပေါ့ပြောမယ်ဆိုဒီတိုင်းရေးရမှာငါတို့ဒီ body parser သုံးမယ်ဆိုရဲသုံးမယ်ခါတိုင်းဘာလို့ဒီ body parser ကို external module ကိုငါတို့ project ထဲမှာထည့်မယ်ပြီးလို့ရှိရင်ဒါလေးရေးပေးလိုက်အဲဆိုငါတို့သုံးလို့ရတယ် body parser ဆိုတာလေ okay body parser ဘယ်လိုသုံးမလဲလို့ပြောလိုက်ရင်ဒီမှာကြည့်ငါတို့ thank you for responding မလားဒီထဲမှာဘာလို့ရလဲဆိုတော့ဒီမှာကြည့်နော် console.log ဆိုတာလေးကိုချက်လို့ပြမယ်နော်ဟာခါနေဘယ်လိုသုံးလို့ရလဲဆိုတော့ငါတို့က body dot request request dot body ဆိုတာသုံးလို့ရတယ်ပြောချင်နေရဒီ comment ကဘာလို့ပေးမလဲဆိုတော့ငါတို့ရိုက်ထည့်လိုက်တဲ့ဒီ HTML page မှာငါတို့ရိုက်ထည့်လိုက်တဲ့ကဏ္ဍတွေရောနော်သူက object ပုံစံနဲ့ငါတို့ return ပြန်ပေးမှာ okay ဒါလေးကိုကြည့်မယ်ဆိုရင်ငါတို့ console log တွားကြည့်ရ console.log နဲ့ဘာလို့မလဲဆိုတော့ request.body ဆိုတာတွားကြည့်ရငါတို့ server မစတဲ့ start မလုပ်ရသေးဘူးဒီနားမှာ npm start ဆိုတာလေstarting လုပ်နေပြီဒီမှာတစ်ခါလေးပေါ်ပေးနော်ထားတော့စနစ်ရေးမယ်နော်45မယ်thank you for posting ငါတို့ရဲ့ console log မှာတွားကြည့်မယ်နော်ဒီမှာကြည့်ငါတို့နာမရက်ခဲ့စနစ်45ကိုသူကဘာလို့ပေးလဲဆိုမှကြည့် object အနေနဲ့ဒီဆောက်ပေးငါတို့ num1 ကိုလိုချင်ဘာလို့ရမလဲဆိုတော့ဒီ body ရဲ့နောက်မှာ dot and your num1 ဆိုလေးရေးလိုက်ဒီနာမည်ကဘယ်ကနေယူထားလဲဆိုတော့ဒီထဲမှာငါတို့ဒီမှာဒီထဲမှာ num1 လို့ပေးထားမလားအဲ့အတိုင်းပဲသူကဒီ object မှာ create လုပ်ပေးရ object ပုံစံနဲ့အဲ့နာမည်ကိုယူပြီးတော့ဒီမှာ
တွေရဲ့ value တွေပေးတာပါ property တွေကဒါသူရဲ့ပုံစံပေါ့နော်ဆိုငါတို့ကဒီ num1 လို့ရေးလိုက်မယ်နော်ဒီမှာပုံစံအဖြစ်တစ်ချက်လောက်သွားပြီးပြန်ကြည့်ကြတာပေါ့အဲ့ရှင်စနစ်ပဲနော်45ရေးမယ် thank you for posting my console log မှာသူကစနစ်ကိုတွားယူပေးလိမ့်မယ်ဒီမှာကြည့်စနစ်ဆိုတာပြပေးအဲ့ဆိုငါတို့ဒီစနစ်ကိုဒီလိုဒီ method ကိုသုံးပြီးတော့ယူပြီးတော့ငါတို့တွက်ချက်လို့ရတော့ okay အဲ့ဒါလေးတစ်ချက်လောက်လုပ်ကြည့်အောင် alright so ဒါကိုဖြတ်လိုက်မယ်နော်ဖြတ်လိုက်ပြီးတော့ငါတို့အဲ့ method ကိုငါတို့က store လုပ်မယ်ဘောနော်တစ်ခုခုမှာ constant နဲ့ num1 လို့ပေးလိုက်မယ်ဘာလို့မလဲ request.body.num1 right ပြီးလို့ရှင် constant num2 ပေးမယ်ပြီးလို့ရှင် request.body.num2 num2 ဆိုလေးယူလိုက်မယ် okay so ငါတို့ရိုက်ထည့်လိုက်တဲ့ကဏ္ဍကိုငါတို့ကယူပြီးတော့ store လုပ်ထားပြီး num1 num2 အပြင်သူတို့ညကိုပေါင်းမယ် okay constant result ဒီ result ပြီးလို့ရှင်ငါတို့ဘာလုပ်မလဲ num1 plus num2 ဆိုပေးလိုက်မယ် okay sorry num3 ဖြစ်နေပြီပြီးလို့ရှင်အဲ့ဒါကိုငါတို့ကဘာလုပ်မလဲ response.set နဲ့thank you for posting the answer is ပြီးလို့ရှင်ငါတို့ဘာလုပ်ပေးမလဲအဖြေထုတ်ပေးမှာပေါ့ plus နဲ့ suld okay တခြားတော့လုပ်ကြည့်အောင်နော် okay စနစ်45ဒီမှာကြည့်တွေးရမယ်စနစ်နဲ့45ဆိုဒီတော့ဒါပါပြောချင်နေဆိုငါတို့တန်ဖို့သူကမပေါင်းပေးပါတိတ်ပဲလေဆိုတော့ငါတို့တန်ဖို့ကဒါငါတို့တန်ဖို့ဘောနော်ဘယ်လိုယူလဲဆိုတော့ text value နဲ့ပဲယူလိုက်အဲကြောင့်သူကမပေါင်းပေးဘူး number value မဟုတ် number တွေမှာပေါင်းလို့ရတော့ဒီ string value string data type အနေနဲ့ယူပေးတာအဲဆိုငါတို့ကဒီ string data type ကိုငါတို့က number data type ပြောင်းမယ် okay javascript မှာဆိုရင်ဒီအရှေ့မှာ number ပဲထည့်လိုက်ရုံပဲ number ပြောင်းချင်နေဆိုရင် number ယူလိုက်မယ်ပြီးလို့ရှိရင် console config နဲ့เนาะတို့ထည့်လိုက်ရုံပဲ number ပြီးလို့ရှိရင်ဒါကိုလည်းဒီတိုင်းမျိုး console config ထဲမှာထည့်လိုက်မယ်အဲဆိုပြီးတော့ control s နဲ့ save ပြီးတော့เนาะပြီးတော့ချက်တော့ကြည့်အောင်เนาะပြန်ပြီးတော့ refresh လုပ်မယ်စနစ်နဲ့45ပြန်လုပ်မယ်ဒီမှာကြည့်50 console ပြီးအဖေထုတ်ပေးဒါငါတို့ HTML page ကိုဒီဘယ်လိုပြောမလဲ response ပြန်ပြီးတော့ပေါင်းလို့မြောက်စားပြုတ်လို့တာပေါ့နော်ဒီမှာအများကြီးလုပ်လို့ရတယ်ကိုကြိုက်တာလုပ်လို့ရတယ်ပေါ့နော်ပြောချင်တယ်ဆိုဒါကိုနည်းပါးလေးကြည့်ပြီးတော့ကြိုက်တာလို့ဆော့ပေါ့ကိုယ့်ကိုနည်းနည်းရင်းနှီးတော့အောင်လုပ်ကြည့်ပေါ့နော်ဒီ time method တွေက okay so ဒါ HTML နဲ့ response လုပ်တာပေါ့နော် HTML page ကို response ပေးရပါပေါ့နော်ရကြမယ်လို့မျှော်လင့်ပါတယ်